မင်္ဂလာပါရှင်အလှပွဲတွေတိုင်းမှာမပါမဖြစ်တဲ့ငဖဲအုံတို့ချက်နီးလေးမျှဝေပေးခြင်းပါတယ်ရှင်ငဖဲကြီးအစိတ်သားသုံးပါမယ်အုံတို့400 ml ဘူးကြီးတစ်ပူသုံးထားပါတယ်ဟင်းအနှစ်အတွက်တော့ကြက်သွန်နီး3ဦးကြက်သွန်ဖြူ10မွှာလောက်နဲ့ဂျင်းလက်နှစ်စစ်စာလောက်သုံးပါမယ်ရှင်ကြက်သွန်နီကိုခပ်ပါပါလှီထားလိုက်ပါမယ်ဂျင်းနဲ့ကြက်သွန်ဖြူကိုလည်းညံ့နေအောင်လို့ထောင်းထားပေးလိုက်ပါမယ်ရှင်ငဖဲကိုအရသာထည့်ပါမယ်အရသာအတွက်တော့ကြက်သားမှုန့်လေးထည့်ပါမယ်ရှင်စားထည့်ပါမယ်စနွင်းမှုန့်ထည့်လိုက်ပါမယ်အနက်လေးမှုေးနေအောင်လို့ငရုတ်ကောင်းထည့်ပါမယ်ရှင်လက်အိတ်မှာမကတ်အောင်လို့စီလေးတုပ်ထားပေးပါတယ်ပြီးရင်အရသာတွေအားလုံးနှံ့သွားအောင်လို့နှဲပေးလိုက်ပါမယ်နေနေရင်းနဲ့တအားကတ်လာတယ်ဆိုရင်လက်အိတ်ကိုစီလေးနည်းနည်းဆွပေးပါရှင်အရသာနှံ့သွားပြီဆိုရင်တော့ငဖဲတွေကိုစီးပိုင်လာတဲ့အထိကိုပေါက်ပြီးတော့နှဲပေးပါမယ်10ချက်15ချက်လောက်ပေါက်ပေးလိုက်မယ်ဆိုရင်ငဖဲလေးကစီးပိုင်လာပြီးတော့လက်မှာကတ်တာလည်းတက်တာသွားပါလိမ့်မယ်လက်အိတ်နဲ့နေရတာတော့တိတ်ပြီးတော့အဆင်မပြေပါဘူးအခုလိုမျိုးလက်အိတ်မှလည်းမကတ်တော့ဘဲနဲ့ငဖဲလေးကစီးပိုင်လာပြီဆိုရင်တော့ရပါပြီငဖဲလေးတွေလုံးမရင်ထဲမဲ့ပကံမှာလည်းမကတ်အောင်လို့စီလေးတုပ်ထားပေးရပါမယ်ကိုစားကျင်တဲ့ပုံစံအရွယ်စားလေးတွေလုံးလိုက်ပါမယ်ရှင်ငဖဲကျင်း25ချက်သားကအခုလိုမျိုးငဖဲပြားလေး25ပြားရပါတယ်ဒီငဖဲလေးတွေကိုအပေါ်ကျောလေးတင်းနေဆိုရင်ကြော်ပေးပါမယ်ရှင်ကြော်မဲ့အိုးတွေကိုစီလေးထည့်ပါမယ်စီလေးပူလာပြီဆိုရင်တော့ငဖဲလေးတွေထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်မီအားနဲ့နဲ့ပဲကြော်ပေးပါမယ်ငဖဲတွေကိုပွာလာတဲ့အထိအကုန်လုံးကြက်အောင်မကြော်ဘဲနဲ့အပေါ်ရန်ကြောလေးတွေတင်းနေဆိုရင်အနေထားလေးပဲကြော်ပေးပါမယ်ကိုကငဖဲကိုအစိမ်းတိုင်းထည့်ချက်တာကြိုက်တယ်ဆိုရင်လည်းအခုလိုမျိုးမကြော်ဘဲနဲ့ဒီတိုင်းချက်ပါရှင်ကျမကတော့ဒီလိုမျိုးလေးကြော်ပြီးတော့မှပြန်ချက်တာကိုသဘောကျလို့ဒီလိုလေးပဲလုပ်ထားပါတယ်ဟိုဘက်ဒီဘက်ကြက်အောင်ခဏလောက်ကြော်ပြီးပြီဆိုတာနဲ့ငဖဲလေးတွေကိုဆယ်ထုတ်ထားလိုက်ပါမယ်ကြံခဲ့တဲ့စီတွေကိုလည်းခတ်ပြီးတော့ဖယ်ထားလိုက်ပါမယ်ရှင်ခုနငဖဲကြော်ထားတဲ့အိုးတွေကိုပဲအုံတို့400 ml ဘူးကြီးတစ်ဘူးလုံးထည့်လိုက်ပါမယ်မီးအားခပ်ပြင်းပြင်းနဲ့အုံတို့တွေကရေတွေအားလုံးခန်းသွားတဲ့အထိကြိုပေးပါမယ်မီးအားပြင်းပြင်းနဲ့ကြိုတာဖြစ်လို့အုံတို့ကိုမကတ်အောင်လို့တောက်လျှောက်မှွေပေးနေရပါမယ်ရေတွေတော်တော်လေးခမ်းပြီးတော့အခုလိုခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆိုရင်တော့ခုနငဖဲကြော်ထားတဲ့စီကိုထမင်းစားစွန်းနဲ့2စွန်းစာလောက်ထည့်လိုက်ပါမယ်ရှင်စီလေးထည့်ပြီးဆိုရင်တော့အုံတို့ကတအားဖြစ်လာပြီးဖြစ်တဲ့အတွက်တူးလွယ်ကတ်လွယ်ပါတယ်အဲဒါကြောင့်မီးအားကိုအလယ်လက်လောက်ထိပြန်ပြီးတော့လျှော့ပေးလိုက်ပါရှင်ဝင်နေရင်နဲ့အခုလိုမျိုးစီရတက်တက်အုံတို့အဖက်လေးတွေကတက်တက်ဖြစ်သွားပြီဆိုရင်တော့ရပါပြီအုံတို့ကိုအခုလိုမျိုးအုံစီချက်ချက်လိုက်မယ်ဆိုရင်ဘာကောင်းသွားလဲဆိုတော့ဒီငဖဲအုံတို့ချက်တဲ့အခါမှာအထားလဲပိုခံတယ်လို့အနံ့လေးကလည်းပိုပြီးတော့မှွေသွားစေပါတယ်အုံးစီချက်ကိုအယောင်ရင်းနဲ့ဒီမချက်ပဲနဲ့အခုလိုမျိုးဖြူဖြူဥအနေထားလေးမှာပဲမိပိတ်လိုက်ပြီးတော့ပကံလေးတဲ့လှည့်ထည့်ထားလိုက်ပါမယ်ခုနအုံးစီချက်ချက်တဲ့ဥကိုပဲစီတက်ဖို့အတွက်စီထည့်ပေးပါမယ်စီလေးပူလာပြီဆိုရင်ကြက်သွန်လေးလှီးတဲ့တာတွေအရင်ထည့်ကြော်ပေးပါမယ်ရှင်ကြက်သွန်လေးတွေအယောင်လေးရလာတဲ့အထိကိုကြော်ပေးပါမယ်အယောင်လေးနည်းနည်းလေးရလာပြီဆိုတာနဲ့ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာတွေထည့်လိုက်ပါမယ်အခုလိုမျိုးလေးရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့စနွင်းမုတ်လေးထည့်ပါမယ်ငရုတ်သီးမုတ်ထည့်ပါမယ်ရှင်ငရုတ်သီးမုတ်ကမကြရင်မထည့်လို့လည်းရပါတယ်ကျမရဲ့ဖွားဆိုရင်ကငရုတ်သီးမုတ်မထည့်ဘဲနဲ့စနွင်းရောင်လေးနဲ့ပဲချက်ပါတယ်ခဏလေးမှွေပြီးပြီဆိုတာနဲ့ငဖဲကြော်တာတွေထည့်လိုက်ပါမယ်ရှင်
အုံးစီချက်ချက်ထားတာတွေထည့်လိုက်ပါမယ်ရှင်အုံးစီချက်လေးထည့်လိုက်တာနဲ့အနက်လေးတအားမွေးပြီးတော့တက်လာပါတယ်ပြီးတာနဲ့ဒီအုံးစီချက်ပကံလေးကိုရေနွေးလေးနဲ့ရေလေးကျင်းပြီးတော့ထည့်လိုက်ပါမယ်အရသာအတွက်တော့တကြားလက်ဖက်စားစွန်းနဲ့တစွန်းထည့်ပါမယ်ရှင်ကြက်သားမှုန့်ထည့်ပါမယ်စားလေးထည့်ပေးပါမယ်အရသာနှမ်းဆက်အောင်မွေပြီးပြီဆိုတာနဲ့ရေနွေးပူပူကိုငဖယ်လေးတွေမမြုပ်တမြုပ်အနေထားရောက်တဲ့အထိထည့်လိုက်ပါမယ်ပြီးရင်တော့မီးအားအလဲလက်လောက်နဲ့အဖုံးလေးပိတ်ပြီးတော့ချက်ထားပေးလိုက်ပါမယ်ရှင်ဒါလေးကတော့9မိနစ်လောက်အဖုံးလေးအုပ်ပြီးတော့ချက်ထားပြီးတဲ့အနေထားလေးပါအောက်ကမကတ်အောင်လို့မှွေပေးပါမယ်သူ့အနံ့လေးကလေးဘာနဲ့တူလဲဆိုတော့အုံတို့ခောက်ဆွဲအနံ့လေးနဲ့တူပြီးတော့တအားအောင်မှွေပါတယ်အရသာအပေါ့ငံကတော့ကိုယ်စိတ်ကြိုက်လိုအပ်တာထပ်ထည့်ပါနော်အရသာစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့နောက်ဆုံးမှာငရုတ်ကောင်းလေးအုပ်ပေးလိုက်ပါမယ်ရှင်ဟင်းအနှစ်ကို6လေးကြိုက်တယ်ဆိုရင်စီပြန်ပြီးတော့6သွားတဲ့အထိချက်ပေးပါကျမကတော့အခုလိုမျိုးခက်ဆူဆူအနေထားလေးမှာပဲခြာလိုက်ပါမယ်ရှင်ဒါဆိုရင်တော့အရန်ကိုမှုေးကြိုင်နေတဲ့ငဖယ်အုံတို့ချက်လေးရပါပြီရှင်အနက်လေးတအားမွေးပြီးတော့ဟင်းအနှစ်နဲ့တင်ထမင်းမိန်မဲ့ငဖယ်အုံတို့ချက်လေးဖြစ်ပါတယ်ငဖယ်သားအီထုတ်ထုတ်လေးနဲ့အုံတို့အရသာစိမ့်စိမ့်လေးကိုစားရတာမို့လို့စားလို့အရန်ကိုကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ဒီဟင်းလေးကအရသာလည်းအရန်ကောင်းပြီးတော့ခလေးရောလူကြီးပါကြိုက်တဲ့အတွက်အလှမင်္ဂလာပွဲတွေမှာငဖယ်အုံတို့ချက်လေးကိုမပါမဖြစ်ထည့်သွင်းကြပါတယ်ကျမတို့အိမ်မှာဆိုရင်လည်းဖုန်ကြီးစွန့်ကပ်ပြီးဆိုရင်ဒီဟင်းလေးကမပါမဖြစ်ပါပဲငဖယ်ကိုဒီတိုင်းပဲချက်စားနေရတာရိုးနေပြီဆိုရင်ဒီလိုမျိုးလေးချက်စားကြည့်ပါနော်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်